Hello good morning ဘာရေးမတော့မဟုတ်ပါဘူးဒီခင်းရောင်ပတ်မီလေးကိုချစ်လို့သူ့အကြောင်းလေးနည်းနည်းပြောပြချင်လို့အခုကျမတို့နေတဲ့ဒီ Australia ရဲ့ဖတ်မှာဆိုလို့ရှိရင်ဘယ်နေရာသွားဘယ်နေရာရောက်ပေါ့နော်ဟောဒီအရန်လာပါတဲ့ခင်းရောင်အပင်လေးတွေ့ရမှာပါသူ့နာမည်ကတော့ဂျကာရန်ဒါထရီလို့လည်းခေါ်ကြရတယ်ပေါ့နော်ဒီပင်ကဆိုလို့ရှိရင်ကျမသိရတဲ့လောက်တော့သူကနေအလင်းရောင်နဲ့နေပူတာကိုကြိုက်တယ်ဒါကြောင့်မလို့လဲအခုကျမတို့နေတဲ့ဩစတြေးလျရဲ့ဖက်မှာဆိုလို့ရှိရင်နေရာဒီကရောက်လာတော့မှမို့လို့သူကနေရာဒီအရလိုက်ပြီးတော့ပွင့်တဲ့ပန်လေးလို့လည်းခေါ်ရတာပေါ့နော်သူကဘယ်လိုခေါ်မလဲအစိုးအစွန်ထီလလပပပွင့်ပြီးဆိုလို့ရှိရင်တော့အခုလိုမျိုးသူရဲ့ပန်းပွင့်လေးတွေကမြေပြင်ပေါ်မှာကျလာလိမ့်မယ်ဒီမှာတရားတလောက်တော့သူက၄ပတ်နဲ့6ပတ်အထိတော့ပွင့်လေးရှိတယ်သူရဲ့အိမ်နဲ့ရတင်ရတော့မရှိပါဘူးဒါပေမဲ့လို့သူကပကြီးဆန်ပြီးတော့အရန်လက်ပတဲ့ခင်းအောင်တစ်ပင်လေးတစ်မျိုးလို့တော့ပြောလို့ရတယ်တူတဲ့လူမြင်တဲ့သူတိုင်းမှာကြည်နူးစရာစိတ်ချမ်းသာမှုပြီးတဲ့ပန်းပွင့်လေးတစ်မျိုးလို့ပြောလို့ရတယ်အားလုံးတတ်တာပါ